အားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ရေကျမ BNN ကိုရောက်တာဒါဒုတိယမြောက်ရေပေါ့နော်ဒီနေ့ကျမတို့ဒန်နန်းကနေပြီးတော့ဟိုအန်ကိုသွားလဲမှာဖြစ်ပါတယ်ကျမတို့ပထမဆုံးဝင်လည်မယ့်နေရာကခမ်ထန်လို့ခေါ်တဲ့အုံးပင်ရွာလေးပါကျမတို့ဒီရွာကိုလာရတဲ့အကြောင်းရင်းကခုမြင်နေရတဲ့ဝါးနဲ့ရက်ထားတဲ့ဝါးနဲ့လှုပ်ထားတဲ့ဒီလေအဝိုင်းလေးတွေစီးဖို့ပေါ့နော်ဒီလေတွေကိုကိုကိုနက်ဘုတ်ဒါမှမဟုတ်ရှင်ဘတ်စကတ်ဘုတ်လို့လည်းခေါ်လို့ရပါတယ်ဒီလေးစီးမယ်ဆိုရင်တယောက်ကို BNN ငွေ8000လောက်ရှိရဲကျမတို့လေးစားစီးပြီးတိတ်မကြခင်မှာကမ်းပေါ်ကနေပြီးတော့တပ်ပုံဆရာနေပြီးတော့တပ်ပုံနေလမ်းရိုက်တယ်ကျမတို့အပြင်မှာစက်သိန်းငွေပေးပြီးတော့မှကျမတို့ပုံရွေးရမှာပေါ့နော်အဲ့လိုရွေးတဲ့အခါမှာကိုမလို့ချင်းမှုဆိုရင်တခါလေးပုံပွင့်လင်းလေးပြောပြီးညင်ခဲ့ပါအနာဘာနာနဲ့ယူစရာမလိုဘူးနော်ဒီလိုဘုတ်ဒန့်စ်ခပြီးတော့လေကို360လဲတာကိုစီးခြင်းရင် BNN ငွေ3သိန်းထပ်ပေးရပါမယ်။ကျမလည်းဒီအတွေ့အကြုံကိုစမ်းကြည့်ချင်တာနဲ့လေးစီးခဲ့ပါသေးရဲ့။ခေါင်းမူတက်တဲ့သူတွေဆိုရင်တော့မစီးရကောင်းပါတယ်။ကျမဆိုရင်လေးစီးပြီးတော့မူးပြီးတော်တော်နဲ့ကိုမထားနိုင်ဘူး။ကျမရဲ့ဗီဒီယိုတော့မတင်တော့ဘူးနော်။ဘာလို့လဲဆိုတော့လေထဲမှာမူးပြီးလူလိမ့်နေတယ်။ကွက်လေးနဲ့တူလို့ပါ။ဒါကတော့ပိုက်ကုန်ဖြစ်ပြီးတော့ငါဖမ်းပြပါတော့သူတို့တိုရီစင်နဲ့ပတ်သက်ပြီးငွေရှာတတ်တာကိုတော့ကျမတို့အတူယူရမယ်အခုကျမတို့ဟိုအန်ကိုသွားနေပါပြီဒီဟိုအန်မြို့လေးကရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိုထိန်းသိမ်းထားတဲ့ UNESCO စီးရင်ဝင်မြို့လေးဖြစ်တဲ့အပြင် Fashion Design နဲ့အထည်ချုပ်လုပ်ငန်းတွေရဲ့ချက်ချလည်းဖြစ်ပါတယ်အခုကျမတို့ရောက်နေရကဟိုအမ်မှာရှိတဲ့အထည်ချုပ်လုပ်ငန်းကြီးတွေကတခုပေါ့နော်ဒီမှာကိုကြိုက်တဲ့ဒီဇိုင်းရှင်လည်းတခါတည်း order အိုက်လို့ရပါတယ်အခုသတိပေးချင်တာက order မအိုက်ခင်ဈေးနှုန်းကိုတော့တေချာမေးမြန်းဖို့လိုရယ်နော်ဘာလို့လဲဆိုတော့သူတို့ကအမြန်ချုပ်ကဒီဇိုင်နာကဒါတွေထပ်ပေါင်းတဲ့အတွက်ကိုခက်မှန်းထားတဲ့ဈေးတွေပိုများနေတယ်ပေါ့နော်အခုမြင်နေရတဲ့တရားဆိုရင်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်ကဂျပန်ကုန်တယ်တွေတည်ဆောက်ခဲ့တာပေါ့နော်ဒီ Cantonese Assembly Hall က16ရာစုကလေးကတည်ဆောက်ထားတဲ့ရှေးဟောင်းဆောင်တစ်ခုပါဒီမှာကျွန်မတခုသတိထားမိတာလေပန်းမွေးတိုင်ပူဇော်တာကိုဒီလိုကြောပုံအခွေကြီးပူဇော်ကြတာပေါ့နော်ဒီလိုတစ်ခွေကို9ရက်လောက်ခံတယ်လို့ပြောတယ်ကျမတို့အခုသွားမှာကအိုးတောင်းမှာရှိတဲ့ 2N ဆိုတဲ့ရှေးအောင်အိမ်လေးပါဒီငို1830ကလေးကတိစောက်ခဲ့ရဆိုတော့အခုဆိုရင်နှစ်ပေါင်း200နီးပါးလောက်ရှိပြီပေါ့နော်အခုနေနေတဲ့သူတွေကသူတို့ရဲ့ generation 80မြောက်တွေပေါ့ဒီအိမ်မှာသုံးထားတဲ့တိုင်လုံးတွေကလေ iron hook လို့ခေါ်တဲ့ဒီတန်လိုပဲမှာတဲ့တစ်မျိုးစားကိုသုံးထားတာပေါ့နော်ဒီတိုင်တွေကမူလအိမ်ဆောက်ကလေးကသုံးခဲ့တဲ့တိုင်လုံးတွေဆိုတော့လေနှစ်ပေါင်း200နီးပါးလောက်တန်ရှိနေပြီဒီဟိုအန်းကမိုးရင်းဆိုရင်ခဏခဏရေဝတ်တက်တယ်ဒီလိုရေကြီးပြီဆိုရင်ဒီအိမ်တွေလည်းပါလာပေါ့နော်ဒါတောင်ဒီတိုင်လုံးတွေကလေခုထိမပြည့်စည်သေးဘူးကဲခုညစာစားဖို့ချိန်ရောက်နေပြီဆိုတော့ကျမတို့အဖွဲ့လေးစားဖို့ချိန်ထားတဲ့ Ho and Cushion Street Food Restaurant ကိုသွားပါမယ်ဆိုင်ကို VN ရိုးရစတိုင်ပြင်ထားတာပေါ့နော်အစားအသောက်ပြင်ဆင်တဲ့ဆိုင်ရဲ့အခင်းကျင်းလေးကလည်းတန်ရှင်းတက်ရနေရပဲဒီဆိုင်မှာဆိုရင် VN စားအသောက်တော်တော်များများရတယ်ပေါ့နော်အခုထိဘာစားရမယ်ဆိုတာကျမတို့မသိသေးဘူးဘာလို့လဲဆိုတော့ကျမတို့တိုးခိုက်ကဒီဆိုင်ရဲ့နာမည်ကြီးစားအသောက်တွေမှာထားပြီးသားလို့ပြောရဲပေါ့နော်အဲ့တော့ဘာဖြစ်မလဲစောင့်ကြည့်ကြမယ်ဒီကိုပြန်လေးကြော်ကတော့တကယ်ကိုစားကောင်းတယ်ဗီယက်နမ်ရောက်လို့ရှိရင်စားကြည့်ဖို့အတွက်တိုက်တွန်းချင်ပါတယ်နောက်ထပ်2မျိုးကချက်သားနဲ့ထမင်းတုပ်ရည်သူတို့ဗီယက်နမ်နေစားနေကြအတုပ်ရည်ပေါ့ဒီတုပ်2မျိုးကတော့အရသာပေါ့လုံးလို့ကျမတို့တစ်ဖွဲ့လုံးဘယ်သူမှမကြိုက်ကြဘူးအခုဆိုရင်ညနေနည်းနည်းလေးစောင်းလာပြီမောင်စားလေးပြူလာပြီဆိုတော့မြစ်ထဲမှာလီစီပြီးတော့မှမိအိမ်လေးညောကြမယ်
ခိုးအဲရောက်ရင်တော့ဒီမီးအိမ်မျိုးတဲ့အတွေ့အကြုံလေးကိုရအောင်ယူခဲ့နော်အရန်ကိုပြောဖို့ကောင်းပါတယ်ဂျပန်တရားနာမှာကျမတို့လေငါလို့ရတယ်မျိုးဖို့အတွက်မီးအိမ်လေးတွေဝယ်လို့ရပါတယ်မီးအိမ်တစ်ခုကိုဗီယက်နမ်ငွေ1000လေတစည်းကိုငားမယ်ဆိုရင်ဗီယက်နမ်ငွေ3,900ဝန်းကျင်လောက်ရှိပါတယ်လေစီးဖို့အကောင်းဆုံးချိန်ကညနေ6:00နာရီကနေ8:00နာရီအတွင်းပေါ့အဲ့ချိန်ကအရန်လဲလာတယ်လို့စဉ်းစားနေသူတွေအတွက်ကိုကျွန်မတိုက်တွန်းချင်တာကတော့လေဒီဟိုအန်းကိုလုံးဝလာတဲ့ဒီဟိုအန်းမြို့လေးကအရန်ကိုချစ်စရာကောင်းတဲ့ရှေးအောင်မြို့လေးဒီဟိုအန်းမြို့ကလေမိုးရင်းဆိုရင်ရေကြီးတာတွေရေလွှမ်းတာတွေရှိရဲဒါကြောင့်စက်တင်ဘာလကနေဒီဇင်ဘာလလေဒီလောက်ကတော့မလဲတင်ဘူးဒါလေးကဟိုအန်းမှာသွားလဲပြခဲ့တဲ့အတွေ့အကြုံလေးပေါ့နော်နောက်ရက်ဒီမှာဘယ်နေရာတွေလဲဦးမလဲဆိုတာစောင့်ကြည့်ကြပါအောင်နော်